ဥတန်နဲ့လူသက်မှုဆိုပြစ်ပလောက်ကြီးညာရဲ့ဒါတော့ရှင်းနေမေးတဲ့ထင်ပါတယ်ဥတန်အထဲမှာတွေးကြုံခဲ့တဲ့လူသက်မှုတွေတော့အများကြီးတော့ရှိကြတာပေါ့နော်အဲ့ဒါလေးတော့ဥတန်ပြပြပေးမယ်အဆီဒင့်လူနဲ့ကိုနဲ့အဆီဒင့်ဖြစ်ခဲ့လို့ရှိရင်သူတေးသေးနဲ့စိတ်ရမရှိဘဲနဲ့ချရင်နဲ့သူကတည်သွားလို့ရှိရင်တော့9နှစ်ကနေ9နှစ်လာမတည်ဘူးပေါ့အညို့တင်းနဲ့တက်မယ်ဆိုရင်တော့10နှစ်ကနေအနည်း20အဲ့လိုကြာနေတယ်နော်ကျေးစားနဲ့တက်မယ်ဆိုလို့ရှိရင်တော့တည်တန်နေကြာနိုင်တယ်နော်ကျေးစားဆိုတာဒီလိုတက်ဖို့ပတ်စံပြီးတော့ငှားလိုက်တာသူကတက်တာဒါလည်းတည်တန်ကြာနိုင်တယ်ပြီးတော့နောက်တစ်ခါလူတိုင်းမှာကစားနေတဲ့ပစ္စည်းလူပြီးတော့လူတက်သွားတာလို့လူရဲ့လူတက်လို့ဆိုလှည့်မကြည့်နဲ့အဲ့ကောင်တွေကထောက်တက်ကနေတည်တန်နော်အဲ့လိုသွားနိုင်တယ်တည်တန်လည်းကြာနိုင်တယ်ကိုယ့်ရဲ့လုံဆောင်ချက်ပေါ်မှာမူတည်ပါတယ်ဥတန်ပြောချင်တာတွေကမကောင်းတာတွေဘာလို့လုပ်မှာဥတန်နဲ့စုံရတဲ့ငွေချင်းတွေအခုဒီထဲမှာရှိသေးတယ်ချို့တို့ထဲမှာနေမဲ့18နှစ်သားလောက်ထဲကအနည်း20လောက်ထဲကဝင်လာတဲ့ကောင်တွေအခုအသက်ပဲ50ကျော်နေပြီအခုဒီမလို့တည်တဲ့ကောင်တွေလည်းအများကြီးရှိတယ်နော်ထောင်ထဲမှာနှကြီးသမားတွေအများကြီးရှိတယ်ချို့တို့တည်တန်ကြထားတာထောက်တက်တွေကြထားတဲ့လူတွေအများကြီးရှိပါတယ်ဒါဥတန်ရဲ့လူကြုံတွေပြပါတာဘာလို့မှလဲလူဘွားဆိုတာရခဲ့ဟိုကောင်းငင်ရအရစင်းနဲ့လူပြအရစင်းနဲ့တို့ထိတ်တော့ဒီမှာလူဖြစ်တယ်လို့ပြောတာပဲဒါတော့တရားသဘောနဲ့ပြောတာနားထောင်အောင်နော်လူဘွားရခဲ့ကိုရခဲ့တဲ့လူဘွားကိုဒီထောင်ထဲမှာခြေကုန်ခံလို့လားထောင်ထဲမှာခြေကုန်ခံလို့လားလက်ရှိဥတန်ပြောချင်တာတော့အထက်ရောက်သွားလို့ရှိရင်အပြတ်တက်မှုရန်တက်မှုရှိတာပြင်မနေခဲ့တာအခုလွတ်လွတ်လပ်လပ်မင်းလက်ဖက်တော့ချင်လက်ဖက်သွားလို့ရတယ်ဟုတ်လားမြေချစ်ကြီးတော့ကြည့်လို့ရတယ်အထက်ရောက်ရင်ဒါဘာမှမရတော့ဘူးမင်းလက်ဖက်တော့ချင်တဲ့အခွင့်အရေးတွေဆုံးမယ်ရုပ်ရှင်ကြီးကြီးနဲ့အခွင့်အရေးတွေဆုံးမယ်အပျော်ပါလို့ချင်တဲ့အခွင့်အရေးတွေဆုံးမယ်ရက်တော့ချင်တာတွေဆုံးမယ်အပျော်ပါနဲ့ပတ်သက်တာကွာအကုန်လုံးဆုံးရှုံးသွားတယ်ကိုတို့ကိုမှနေတိုင်းနေသားနေရတာမပြောရှင်းထောင်ထဲမှာနေလို့ရှိရင်ကိုစိတ်ကအများနဲ့လေးနေတာသိလားအတိကိုခါနာကိုစင်တကောင်တက်ခွာတာလို့ပဲအမျိုးမရှိနဲ့နော်ထောင်ကြတဲ့ကောင်တွေမသိဘူးထောင်တွေကလွတ်ပြီးဆိုလို့အပြတ်ထွက်သွားလို့ရှိရင်ဘူးဝိုင်ထွက်ပြီးလွတ်သွားပြီးဆိုလို့ချင်းရလို့ချင်းလိုက်လျှောက်သွားတာခန္ဓာကိုယ်မပါလို့ပဲမသိဘူးပေါ့ရှုပ်သွားတာအဲ့တော့ထောင်ထဲမှာဆိုတော့အရာရာကိုစိတ်ပိုင်းဆိုင်ရာရောလူရဲ့ခန္ဓာကိုယ်နေမထိုင်မှုတွေအားလုံးစီကန်းနေတယ်အများကြီးကြက်မှတ်ထားတဲ့ကြောင့်ဒီရထိုင်နေရမ်းကြက်တယ်စိတ်မွန်းကြက်တယ်နော်အားရကြောင့်မို့မင်းတို့တွေအမှားလုပ်ပြီးမှဆိုလို့ဥတန်မျိုးစုံမှစကားတွေပြောပြနေကိုလေးကြုံမသိရတော့ထိုင်မှုတွေကအထက်ရောက်ဝိုင်မှမြန်လောက်တက်ကြီးကလေးပြေသွားတာအမှားလုပ်ကြည့်ရှေ့ပါပြီးပါစုံမှာကလေးရိုက်တယ်လို့ပဲနော်ဒီမှာဘလောက်ဒီ site ပြီးနေထဲရောက်မရတော့ဘူးအဲ့ဒါဥတန်ပြပြတာပါဥတန်ပလီကဆိုင်လာအားပေးပါဦးနော်ဥတန်လည်းပလီကလေးနဲ့ဒီရဲမိုးအေးတော့ချောင်းလေးနဲ့ပါတယ်လာအားပေးကြပါဦးဥတန်ကိုချိန်လာပြီးအားပေးကြပါဦးဘိုင်ဘာလည်းမှာကြားတဲ့အမှုပေါ်မူတည်ပြီးတော့ခွဲခြားဆက်ဆံတာရှိလာတယ်မရှိပါဘူးညီလေးနော်အားလုံးဟာအဖြစ်သမားတွေပဲဆိုတော့ကိုယ့်ပြင်းတဲ့ကိုအားလုံးရင်ဆိုင်ရတာအဲ့လိုမျိုးတယောက်မှုကိုတယောက်လဲနှိပ်ကိုလည်းမရဘူးခွဲခြားဆက်ဆံလို့လည်းမရဘူးလူတက်မှုလေးဒီလိုပဲရောထွေးနေရတာပဲတော့ကောင်းမှုနေသူ့ဘောက်အေးဆေးနေရတာပဲဓာတ်များမှုလည်းဒီတိုင်းပဲမတိမ်မှုလည်းဒီတိုင်းပဲအဲ့မဲ့ကိုပြပြမယ်မတိမ်မှုကတော့သူလည်းတက်ပြီးလို့ကိုလည်းတက်ပြီးလို့မတိမ်မှုဖြစ်ကြတယ်ဆိုရင်တော့ဒါသွေးသားရဖြစ်ကြတာပေါ့ညီလေးကဒီကိစ္စတော့နည်းနည်းခွင့်လို့နားလည်ပြီးလို့ရတယ်အထက်မှာအလိုလိုမျိုးရိုက်ချင်းပြူချင်းတော့သိမရှိဘူးနော်တချို့ကမတိမ်မှုပုံရိုက်တယ်ပြောနေလို့မရိုက်ဘူးဘာလို့ကောင်းလဲရိုက်ခံရတာများလဲဆိုတော့တက်ငတ်မတိမ်ကိုတက်က20 30လောက်နဲ့အသက်မပြည့်တဲ့ကလေးတွေမရင်းချင်းအဲ့ကောင်တွေတက်ငတ်ပရင်ဝင်လာလို့ရှိရင်ထဲမှာပညာပေးခံရတယ်နော်ပုံစံကမ်းမှာပညာပေးတယ်ပုံစံကမ်းမှာဒီကောင်လက်ဆင့်ပေးတယ်ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့မေးတယ်နော်ကိုချင်းစာလေးမရှိတဲ့ကောင်ရုပ်ပါတဲ့ကောင်ဆိုရင်တော့နည်းနည်းဆုံးပါတယ်ဒါဘေးကဝိုင်းဆုံးမတာမဟုတ်ဘူးခန်းလူကြီးစီကန်းနဲ့ဆုံးမတာနော်ပြီးလို့ချင်းနောက်ဆောင်ပြောင်းမယ်ပုံစံကထွက်ပြီသူပုံစံကနေသူတစ်ဖက်ပြလို့ထွက်သွားပြီနောက်ခန်းပြောင်းမယ်နောက်ခန်းမှာလည်းလိုအဲ့မတိမ်မှုကိုပြောတယ်စားလာခြင်းတော့နည်းနည်းလေးပါထုခံရတယ်တက်ငယ်မလေးရုပ်ပါတဲ့ကောင်တွေနည်းနည်းထုခံပြီးလို့ရှိရင်သူလည်းနေသားကြသွားရင်ရမ်းဖြစ်သွားတာပဲခန်းလာဖြစ်သွားရင်သူ့နိုင်ချင်းပို့ချလို့မရတော့ဘူးနော်လာခြင်းတော့နည်းထုခံရတယ်အဲ့ကြရင်သူခန်းလာဖြစ်သွားပြီသူစားတဲ့ကောင်စားတဲ့ကောင်တွဲမယ်စားတဲ့မတွဲတဲ့ကောင်မတွဲဘူးတွဲခြင်းတဲ့ကောင်တွဲထားတာပေါ့ကွာသူ့နာမည်တော့မိတွင်တယ်သူ့ဈေးကောက်ခေါ်တာပေါ့အတက်ငယ်မလေးအဲ့လိုခေါ်တာရှိတယ်ဈေးကောက်လေးတော့ရှိကြတယ်နော်ဒါကြတချို့မိမတက်ပြီးဝင်လာတဲ့ကောင်ကျတော့မရက်တက်လို့ပါလို့ဈေးကောက်ခေါ်တာပေါ့ကွာဈေးလောကမှာတို့ပြင်မှာဈေးရောက်ရင်ကိုနေရတော့ဒေါ်ကုန်းတို့ပါလို့ခေါ်လို့အဲ့လိုခေါ်ကြတာရှိတယ်နော်အဲမှာခေါ်ချက်ဆက်ဆံတာတော့မရှိပါဘူးဥတ္တအားလုံးရှင်းပြတာပါ
နော်ချိုးကပြောထောင်းထဲမှာနိုင်ကြီးပို့ကြတာရှိလားတဲ့ဥတပထမတစ်ခေါက်မှပြောထားတယ်ဘသူမှနိုင်ကြီးပို့ကြတာမရှိလို့ပြောထားပြီကွာစင်ငဲအုပ်ချုပ်ထားတာမင်းကိုမတရားရိုက်လို့မရဘူးဒါမင်းအပြစ်လုပ်ထားရင်တော့မင်းအပြစ်နဲ့ညီမြောက်တော့မခံရမယ်ဟုတ်တယ်နော်ဦးဇံတို့လည်းဒီလိုပဲလေအပြစ်လို့ရင်ခံရတာပဲဟုတ်လားဒီလိုပဲညီလေးအထဲမှာကြားရင်ငါ့လုံနေတယ်သူကလည်းသူတော့နေသားရှိတဲ့လူတော့ခြောက်နာပါကွာဦးဇံတို့ထပ်တိတ်ဘွားစောက်ဝင်သွားဆိုစောက်ဝင်တော့ဆိုလက်စစ်တင်ငယ်နားတင်ငယ်နဲ့သိရမလားအထဲမှာလူနည်းနည်းဟောဒီအမြင်ကိုကြောက်လန့်နေတဲ့ပုံစံအထဲမှာခေါင်းကုန်ပြလို့နေအဲ့လိုသွားလာတာဆရာဖြစ်ခဲ့တယ်ဆိုတာလေချိန်တော့ကကြောက်နာပါပဲနော်ရင်းချက်မှုဖြည်းဖြည်းနဲ့ဘွားကြီးလုံးကန်လှုပ်ရှားနဲ့ရင်းချက်မှုရခဲ့တာပါနော်ဥဒ္ဒန်တို့လည်းဒီလိုဘွားကြီးရင်ဆိုင်ခဲ့ရပါတယ်ဒါကြောင့်ငါညီတွေလူမိုက်ဖြစ်မဲ့လောကကိုမစင်းစားနဲ့အရန်ကြောက်ဖို့ကောင်းတယ် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပဲပေါ့နော်ဗီဒီယိုဖိုင်လေးကိုစုံတီလိုက်ပါကြည့်စုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ